အားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့ကျွန်တော် blog ကိုစော့ပြသွားမှာဖြစ်ပါတယ်ဟုတ်ပါရှင်ဒီမှာပါဒါတော့ blog ပါ blog ကိုUOB ဟာတာလိုက်လို့ကျွန်တော် blog မှာစကန်စီရောက်သွားပါပြီဟုတ်ပါတယ်ပြီးတော့အရင်ကလိုအညံ့စား flame fruit လေးလည်းမဟုတ်တော့ပါဘူးmagma fruit ကြီးဖြစ်သွားပါပြီဟုတ်ပါတယ်magma fruit ဖြစ်သွားပါပြီဒီ magma fruit ကတော်တော်လေးကောင်းပါတယ်ဒီမှာအခုကျွန်တော် level fan နေရပါ magma fruit ကဘာလို့ကောင်းတာလဲဆိုရင်သူ့ရဲ့ power တိုက်ကွက်တွေကိုကြိုက်လို့ပါနော်ကြိုက်ဘူးလားလို့ကျွန်တော် level က992ဖြစ်ပါပြီlevel က992ပါငါးဒီဖန်ရမှာပါပြီးရင်တော့ quest အသစ်လုပ်လို့ရပါပြီကျွန်တော် diamond ဆိုတဲ့ boss ကြီးကိုမတက်ချင်တော့လို့ပါနော်ဒီ magma fruit ဘယ်ကနေရလဲဆိုတော့ trade ရင်းနဲ့ရတာပါဘယ်ကောင်လာတက်နေတာတော့ဘာ fruit ကြီးနဲ့တော့ dragon fruit လားမသိဘူးကျွန်တော်လည်းမသိပါဘူးသိချင်အဲ့ဆိုရင်တော့ dragon fruit ဖြစ်ဖို့များပါတယ်ကျွန်တော်အစား Buddha fruit စားတာပေါ့နော်အဲ့ဒါကိုကျွန်တော်ရှာရှည်ပြီးတော့ကွာပေါ်တယ်ကတော့ကောင်းတယ်ကွာပေါ်တယ်ကိုထိတ်ပြီးရလာကွာပေါ်တယ်ကိုစားလိုက်တယ်ကွာပေါ်တယ် fruit ကိုကျွန်တော်စားလိုက်တယ်ပေါ်တယ် fruit စားပြီးတော့ပေါ်တယ် fruit ကိုမကြိုက်တော့လို့ ice ပြန်စားလိုက်တယ်ပြီးတော့အဲ့ဒါကို magma ပြန်ရလို့ magma ပြန်စားထားတာပါmagma ပြန်ရလို့စားရပါဟုတ်ပါတယ်ကျွန်တော် fruit ဖောက်ထားတာပါ fruit ဖောက်မယ်ရလာတဲ့ fruit ကို trade မယ်အဲ့လိုတွေလုပ်ရင်းနဲ့အကောင်းစား fruit ကြီးဗုဒ္ဓ fruit ကြီးရတာပါဗုဒ္ဓ fruit ရတာပါအခုတော့မရှိတော့ပါဘူးပြပါမယ်ဒီမှာပါဒီ fruit တွေပဲကျန်တော့တာပါရှောက်ထရိတ်လိုက်တာပါဒီပဲကျန်တော့တာပါနော်ကျွန်တော် magma user ဖြစ်သွားပြီ magma damage ထွက်တယ်လို့သိဘာလို့ဗုဒ္ဓကိုမကောင်းဘူးထင်ပြီးတော့ကျွန်တော်ကမကောင်းထင်ပြီးတော့ကွာပေါ်တယ်သွားစားပေါ်တယ်ကဗုဒ္ဓတပူကောင်းတာကောင်းမရေးကြရပေါ်တယ်တဲ့ ice ကပူကောင်းတာမသိဘဲနဲ့ရှောက်စားမိလိုက်တာပါအဲ့ဒါတွေကိုဗီဒီယိုလုပ်ထားပါသေးတယ်ဒါပေမဲ့အမားတွေဖြစ်နေလို့ဗီဒီယိုလုပ်ထားရလို့ပြောနေဘာဖြစ်လို့ဟုတ်တယ်ဗီဒီယိုလုပ်ထားတာမသိဘူးလား UOB တောင်ပါသေးတယ်သူတော့နောက်ရှက်နေUOB ကတိတ်လေးပါ magma fruit မကောင်းဘူး
မမဖရူကကောင်းလားမကောင်းလား comment မှာရေးခဲ့ကြပါတည်တဲ့လူတွေရှိရင်ပေါ့နော်ကျွန်တော်လည်းပဲ fan နေတာပါဝါတာကွန်ဖူကျွန်တော်မကြိုက်ပါဘူးသူများတွေကြိုက်ရင်ကြိုက်မကြိုက်ပါဘူးကျွန်တော်လူစုရင်ပဲသုံးတာပါအဲ့လိုလူတွေ like စု အဲ့ကိုအဲ့ဝူရရခေါင်းလူဝူရရခေါင်းလေးပြောင်းလို့လူကူအမလေးပြောင်းလို့ထိုက် မင်းကလေးဖြစ်အောင်လုပ်လို့လည်းမရပါဘူး ဒါသူ့ဘာသူတန်းလို့ပါမမေဘုံတော့ဝူရဆော်ရသူ့တန်းပြောင်းသွား ပြောင်းသွားတာပြောင်းလို့ရအချောက်ကြီးမင်းကလေးပုံမကြိုက်လို့မပြောင်းတည်လားရှောက်ပြောနေတာနော် instant လေးရသွားပါပြီဒီအောင်တော့တင်လိုက်ပါဒီရတယ်မကမခလက် Quest me when a fan ဝါရှူရင်နောက်ငါဆဲရှူရင်တကကဆဲတော့စမမအကမဇမဖောဇကဘကစမမတကပစမမကပစကပလက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  အောင်